ကိစ္စများမြောင်လူတို့ပေါင်းဆိုတဲ့စကားတိုင်းလူဆိုတာကမြောင်များစွာလာတဲ့ဘဝရဲ့အကြောင်းတရားတို့နဲ့တနည်းမဟုတ်တနည်းပတ်သက်ဆက်နွယ်နေရင်းနဲ့နေ့စဉ်လှုပ်ရှားသွားလာရုန်းကန်နေကြပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျMain Night Ego Channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီ channel လေးကတော့ပရိသတ်တို့အတွက်နေ့စဉ်ပရလောကမှာဇလံကောင်းများစွာကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင်လည်း like and subscribe နှိပ်ခဲ့ပြီးတော့ဇလံတစ်များစွာကိုမလွတ်တိုင်းခံစားနားဆင်နိုင်ဖို့အတွက်ပရိသတ်တို့ကဘေးနောက်က notification bell လေးကိုနှိပ်သွားကြဖို့အကြံပြုရင်းနဲ့ဇလံလေးကိုစတင်လိုက်ပါပြီခင်ဗျာကိစ္စများမြောင်လူတို့ပေါင်းဆိုတဲ့စကားတိုင်းလူဆိုတာကမြောင်များစွာလာတဲ့ဘဝရဲ့အကြောင်းတရားတို့နဲ့တနည်းမဟုတ်တနည်းပတ်သက်ဆက်နွယ်နေရင်းနဲ့နေ့စဉ်လှုပ်ရှားသွားလာရုန်းကန်နေကြပါတယ်နေထွက်မှနေဝင်မှမိုးတော့ရန်နေရတစ်ခုကဲ့သို့ကျင်လည်နေကြရင်းနဲ့မတင်မပေးတည်ခြင်းတရားဆိုရဲမရဏခီးနဲ့ပတ်ပင်းကြုံတွေ့ရသူတွေလည်းရှိပါတယ်အဲ့ဒါကြောင့်မလို့မရဏဆိုတဲ့တည်ခြင်းတရားတစ်ခုကလူတယောက်ရဲ့ဘဝနဲ့မြည်တို့မြည်ပုံဆက်တွေ့နေခဲ့ကြောင်းကျွန်တော်စဉ်းစားကြည့်မိပါတယ်အဲ့တော့ပြင်မရဏခီးတစ်ခုကဂမ်ဘီယာဆက်ဆန်အဖြစ်ပြက်များနဲ့ဆက်ဆန်ပြပြတည်ရှိနေပုံကိုမကြမြင့်မီရပ်ပိုင်းကလေးများပင်တည်ခြင်းတရားနဲ့ကြုံတွေ့ရင်ဆိုင်သွားခဲ့ရသူကျွန်တော်ရဲ့ညီလေးတယောက်တစ်ယောက်ရင်းနှီးတဲ့မောင်ထွန်းကျော်ရဲ့အဖြစ်ပြက်ကလေးကိုစာဖတ်သူများသိရှိစေနိုင်ရန်ဝေတူတူဘဆက်ဆန်တင်ဆက်ရေးသားလိုက်ရပါတယ်ရန်ကုန်မြို့ပြရဲ့စင်တီဘုံရက်ွက်လေးတစ်ခုဖြစ်ပါတယ်တကြီးကုန်းဆိုတဲ့ရက်ွက်လေးမှာတော့အေမီနဲ့မောင်ထွန်းကျော်တို့မောင်နှမနှစ်ယောက်နေထိုင်ကြပါတယ်မောင်ထွန်းကျော်နဲ့အေမီတို့မှာတော့ခေမေကြီးဆိုတဲ့အမတယောက်ရှိပါတယ်လွန်ခဲ့တဲ့တစ်နှစ်ကျော်ကခေမေကြီးရဲ့ခင်ဘိုးညတိုင်ဆုံးမသွားလိတဲ့အခါမှာတော့ခေမေကြီးကအပြူပေါက်အရွယ်သမီးလေးနှစ်ယောက်နဲ့အတူတူမောင်နှမများဖြစ်တဲ့အေးမိနဲ့မောင်ထွန်းကျော်တို့နေအိမ်လေးကိုပြောင်းရွှေ့လာရောက်နေထိုင်ပါတယ်တကြီးကုန်းရက်ွက်လေးရဲ့အစောမှာတော့နိုင်ငံခြားကုမ္ပဏီတစ်ခုမှလာရောက်ပွင့်နေတဲ့စက်ရုံလေးမှာအလုပ်စင်းကြတယ်လို့မောင်ဖြစ်သူထွန်းကျော်ကလည်းအနီးနားရက်ွက်လေးတစ်ခုမှာမိတွေထမ်းတဲ့အလုပ်ကလေးကိုလုပ်ကင်ပါတော့တယ်အမဖြစ်သူခေမေကြီးကတော့အိမ်မှုကိစ္စများအလုပ်သွားတဲ့သမီးနဲ့မောင်နှမလေးများကိုနေ့စဉ်ထမင်းဟင်းများချက်ပြုတ်စီစဉ်ပေးရင်းဝမ်သမုတ်တရားဦးအင်းကအတွက်တက်ညီလက်ညီဘဝဆိုရိတ်လှေတစင်းကိုမိုးလီမုန်တိုင်းကင်းစွာတူတူညီညီလှော်ကက်လျက်ရှိပါတယ်ဟဲ့အေးမေညီတို့ဒီနေ့ထမင်းချိုက်တွေယူသွားမှာလားငါလိုက်ဖို့ရမှာလားမာကြီးပဲလိုက်ဖို့ပြီပါဆက်ရုံမှာဒီနေ့အလုပ်တွေများလို့စောစောသွားရမယ်ဒါနဲ့မောင်လေးထွန်းကျော်မင်းရောအလုပ်သွားရအောင်မလားမောင်လေးအလုံးမသေးကြသေးဘူးမိသွေးကားတွေမဝင်ဘူးဖြစ်နေတယ်ပစ္စည်းရောက်ရင်တော့ဆရာဖုတ်ဆက်မယ်ပြောတာပဲအေးမီနဲ့သမီးလေးနှစ်ယောက်ရဲ့အလုပ်များကပုံမှန်ဆိုသလိုရှိတော်လေမောင်ဖြစ်သူထွန်းကျော်ရဲ့အလုပ်ကတော့ပုံမှန်ဆို၍မရှိပါဘူးအလုပ်ကန်ရှိတဲ့အခါမှာအထူးသဖြင့်မိသွေးရောက်တဲ့အခါများမှာတော့ထွန်းကျော်တို့အလုပ်သမားတစုကိုဆက်သွယ်နိုင်ရန်တကြီးကုန်းရက်ွက်လေးထိပ်မှာရှိတဲ့ငွေလာမင်းလက်ဖက်ရည်ဆိုင်လေးကိုဖုန်းနဲ့အဆက်အသွယ်ပြုထားပါတယ်ထွန်းကျော်တို့အလုပ်သမားအုပ်စုကလည်း6ယောက်9ယောက်ခန့်ရှိပါတယ်။အဲ့ဒီအထဲမှာတော့ထွန်းကျော်ကအလုပ်သမားကိုစူးစီးပေးရတဲ့အလုပ်သမားခေါင်းဆောင်ဖြစ်ပါတယ်။မိသွေးလုပ်ငန်းမှာဖုန်းဆက်တွေခေါ်ငင်လာတဲ့အခါမှာတော့ရက်ွက်လေးအတွင်မိမိနဲ့အတူတူလောက်ကင်နေကြအလုပ်သမား၄-6ယောက်ကိုလိုက်၍ခေါ်ယူပြီးတော့မိသွေးချရန်အလုပ်ရှိရာစီကိုတွားကြရပါတယ်။အလုံးမရှိဘူးဆိုတဲ့ကိစ္စကိုသိရှိနိုင်ရန်အတွက်တော့ထုံးချုံနဲ့တငယ်ချင်းတစုတို့ကနေ့စဉ်နေ့တိုင်းတကြီးကုန်းရက်ွက်ထိပ်မှာရှိတဲ့ငွေလာမင်းလက်ဖက်ရည်ဆိုင်လေးကိုလက်ဖက်ရည်သွားတောက်ပြီးတော့စုံစမ်းပေးမြန်ရပါတယ်။ထုံးချုံမှာတော့လောက်ကိုင်းနေကြတငယ်ချင်းများဖြစ်ကြတဲ့လှအေးစိုးမြင့်ဝေးခိုင်ပါနောက်ကရင်ကြီးတို့ကလည်း၎င်းတို့နဲ့တရက်ွက်တဲ့တလန်းကျော်2လန်းသာချပြီးတော့နေထိုင်ကြရပါတယ်။အလုတ်ကိစ္စရှိကြောင်းဖုံးဆက်တွယ်လာတဲ့အခါမှာတော့ထိုးကျော်မှာ၎င်းတို့ကိုလိုက်လံပြီးတော့စုရင်းနဲ့တရက်ဒါမှမဟုတ်တညအိတ်စသဖြင့်မိသွေးတဲကြရပါတယ်ထိုးကျော်တို့အလုတ်လေးများကိုရခင်ကမလုံးအမဖြစ်သူအိမ်မီစတင်ပေးထားတဲ့ငွေလေးများနဲ့လန်ထိတ်ဦးရမော်စီမှာစိုက်ကားကလေးကိုယူ၍နေပါတယ်ဒါပေမဲ့ညဘက်များမှာနေရတာဖြစ်တဲ့အတွက်ကြာတော့ထိုးကျော်အလုတ်ကိုပို့ပြီးတော့ညီငွေလာပါတယ်အဲ့ဒီအခါရက်ွက်ထဲကနေပြီးတော့လှအီးနဲ့စုံမိပါတယ်အဲ့ဒီမိတွေထမ်းတဲ့အလုပ်ကိုပြောင်းရည်လောက်ကရင်းနေအခုဆိုရင်တော့စိုက်လိုက်မတ်တက်လှုပ်လာခဲ့တာကတော့9နှစ်ခန့်ပင်ကျော်လွန်လာခဲ့ပါပြီမိတွေထမ်းတဲ့လုပ်ငန်းကလည်းစိုက်ကားနေရတဲ့အလုပ်လောက်တော့ကောင်းမစားပါဘူးစိုက်မဘုံဆက်ခေါ်လာတဲ့အခါမှာတော့တွားရောက်လောက်ကင်ပေးပြီးတော့
1500 2000ဆိုတာကတော့ခက်လွယ်လွယ်အဲ့ဒါအပြင်အလုံးမရှိတဲ့ရက်များမှာအိမ်မှာတော့အေးအေးဆေးဆေးအနားယူရင်းနဲ့နနအနေနဲ့နေနိုင်ပါတယ်ထုံးကျော်တို့မိသွေးချတဲ့အလုပ်သမားများတွေမှာတော့ထုံးကျော်ကအတော့လက်ဆုံးအကျိုးစားဆုံးဒါကြောင့်မို့လို့လုပ်ငန်းရှင်ကတခြားအလုပ်သမားများထက်စောင်းငွေလို့ခေါ်တဲ့အပိုငွေ1500ခန့်ကိုအလုပ်ရှိတဲ့အခါတိုင်းပေးတတ်ပါတယ်အဲ့လိုနဲ့ထုံးကျော်ကလည်းကြတော့မိမိနဲ့အလုပ်လုပ်ကင်ကြမယ်အလုပ်သမားများကိုပါစုဆောင်းရှာဖွေရတဲ့ယာရုတော်ဝင်ကိုရခဲ့ပြန်ပါတယ်ထုံးကျော်တို့ရဲ့မိသွေးချတဲ့လုပ်ငန်းလေးမှာကုံဖွဲနဲ့ရေဖွဲဆိုပြီးတော့အဖွဲနှစ်ဖွဲရှိနေပါတယ်ကုံဖွဲဆိုတာကတော့မိသွေးဆိုင်မှာမိသွေးများကိုဖောက်တဲ့စိုက်ပွဲများထပ်ကိုကားပြက်လိုက်လံချပြီးရတဲ့အဖွဲဖြစ်ပြီးတော့ရေဖွဲဆိုတာကတော့မိသွေးဆိုင်မှာမိသွေးများကိုလေမော်တော်များနဲ့နေဒေသတစ်ခုကိုတွားရောက်ပို့ဆောင်တဲ့ချရပြီးတဲ့အလုပ်ဖြစ်ပါတယ်ကုန်းဖွဲမှာတော့ထုံးကျော်ကအလုတ်သမားအဖွဲကောင်းဆောင်ဖြစ်တော့လေရေဖွဲမှာတော့ချမ်းအေးဆိုတဲ့သူကအလုတ်သမားအဖွဲကောင်းဆောင်ဖြစ်ပါတယ်ကုန်းဖွဲကအလုတ်ရှိပါကတညဒါမှမဟုတ်တရက်ခန့်ကြောက်တော့လေရေဖွဲများကတော့နေဒေသတစ်ခုကိုတွားရောက်ပို့ဆောင်ချပေးရသဖြင့်တပတ်10ရက်ခန့်ကြာပါတယ်အဲ့တော့ကြောင့်မလို့ရရှိတဲ့ဝင်ငွေကလည်းကုန်းဖွဲထက်ပိုပြီးတော့ရတတ်ပါတယ်တခါကြတော့အဲ့ဒီအလုတ်များကိုရည်ရှည်လောက်ကင်လာပါကကျမ်းမာရေးထိခိုက်လာမယ့်အရေးကိုတွေးကောင်းပူပန်မိပါတယ်မိသွေးမှုံများကိုအမြဲတမ်းရှူရိုက်နေရတာမို့လို့ TB ယောဂများအဆုတ်ကင်ဆာများစသဖြင့်ဖြစ်နိုင်ပါတယ်ဒါပေမဲ့ရေရှည်တွေးတော့စဉ်းစားနေခွင့်မရလွမ်းရည်ထက်ဝမ်းရည်ခတ်တဲ့ဘဝမှာနောက်တစ်ချိန်မှာဖြစ်လာမယ့်ဘေးရန်နေရာများကတာလုံးစွာအနာယူသွားခဲ့ရင်ပင်ပန်းပေမဲ့အတန်တင့်ငွေလေးရရှိနေတဲ့အဲ့ဒီမိတွေထမ်းတဲ့ဘဝကိုမချစ်တော့လေအောက်ကနိုင်ရတဲ့ဘဝလန်းကိုအလားပန်းစီနေရရှာပါတယ်ထုံးကျော်မှာတော့တင်းတင်းဆိုရဲချစ်သူရည်စားတယောက်ရှိနေပါတယ်ထုံးကျော်နဲ့အတူတူလောက်ကင်နေကြတဲ့လှအေးစိုးမြင့်ဝင်းခိုင်တို့နဲ့တက်သူရွယ်သူချစ်သူဘဝကိုစီနဲ့အတီးတီတအိုးတအိမ်ထူထောင်ခဲ့ကြတော့လေထုံးကျော်ကတော့သူတို့လိုမဟုတ်ချစ်သူဖြစ်သူတင်းတင်းထံမှာခိုးယူရန်တောင်းဆိုလာတဲ့အခါများမှာနားချက9နှစ်တိုင်အောင်ကြာညောင်းခဲ့ရပါတယ်တခါများမှာတော့ထုံးကျော်ရဲ့အမငယ်အေးမီနဲ့အကြီးခေမေတို့ကိုနေဘူးနဆာလှုပ်ကြည့်ပါတယ်အမငါအိမ်တော်ပြုတ်ချင်ပြီဟဲ့ငါအသက်ကလည်းငယ်တော့တာမဟုတ်ဘူးငါနဲ့အတူတူတငယ်ချင်းတွေလည်းအိမ်တော်ရတာကြကုန်ကြပြီနေပါဦးမောင်လေးရဲ့သူများဘဝတွေကအမတို့နဲ့တူတာမှမဟုတ်တာအမားတို့မှာကတကူကြီးတကာရဘိုးအမားတော်မှာမနေရုံးကန်နေရတာသူများသားသမီးကိုယူပြီးဆိုရင်တောင်ဝင်ကြီးမလေးမကြွေးနိုင်မမွေးနိုင်ရင်ငါမှအပြစ်ပြောခံရမှာပေါ့ဒါကြောင့်မောင်လေးရည်ရွယ်ချက်ရှိရင်ကိုအိမ်နဲ့ထားနိုင်အောင်လို့ကြိုးစားတော့ကြားလားအမားရီရဲ့စကားဆုံးတော့တပ်ပြင်းရှိကြီးတကူကိုချရင်းနဲ့ထုံးကျော်တယောက်အဝေးတနေရာစီကိုငင်းငယ်ရီကြည့်နေမိပါတယ်ဟုတ်တော့လေဟုတ်ပါရဲ့လေမောင်လေးတို့ဘွားကသူတကာတွေထက်ပိုပြီးတော့ညံ့နံလေတော့လောလောဆယ်မောင်လေးမစင်စားသေးပါဘူးတင်းတင်းကလည်းထုံးကျော်ရဲ့အမအေးမီတို့နဲ့စက်ယုံတစ်ခုထဲမှာအလုံးလုံးနေသူချစ်နေနီးနေတော့လေစုံရည်ခတ်တဲ့ချစ်သူဘွားများမှာကိုစီနားလိမ့်မှုသဘောဝလေးများနဲ့ဘွားရီမန်းချက်လေးများကိုစီထားကြကချစ်ခံခဲ့တဲ့ဘွားကိုအသီးသီးဆိုသလိုမိထားကြရင်နဲ့နေခဲ့ကြပါရဲ့ဒီနေ့အိမ်မှာထုံးကျော်မရှိညဦးကလေးကပင်အလုံးမဖုံးလာပြီးတော့မိသွေးချရန်သွားကြပါရဲ့အမဖြစ်တဲ့အေးမီနဲ့တူမလေးများတော့ရှိပါရဲ့အေးမီတို့ကလည်းယနေ့စက်ရုံပိတ်တာဖြစ်ပြီးတော့အဲဒါကြောင့်မလို့အတော်လေးမိုးလင်းနေတဲ့အထိအိတ်လေးရရှိကြပါရဲ့တညာလုံးအိတ်ဆက်ရင်းနဲ့အုံပြနေတဲ့မိုးကလေးမိုးလင်းကနီးအချိန်မှာတအုံနဲ့တဲရင်းနဲ့ပြင်းပြင်းထန်ထန်ရွာချလိုက်ပါရဲ့မိုးနဲ့အတူတူလေးကလည်းကျမ်းပါရဲ့မိုးလီအေးများကြောင့်အေးမီတို့ပို့ပြီးတော့အိမ်မောကျသွားပါတယ်အဲ့ဒီချိန်မှာပဲတအုံတဲနေတဲ့မိုးရီထဲမှာလူတယောက်ထိတစ်ချောင်းနဲ့မျက်နှာကိုကွဲကအထုပ်တစ်ထုပ်ကိုပိုက်တရံအိမ်ရှိချံဝင်းတကားလေးမှရက်ရင်အတန်ပြူလာပါတယ်ထုံးကျော်ရှိလားဖြက်ကနေအိမ်မောကျနေရမှာခေါ်တန်တကူကြောင့်အေးမီနိုးလာပါတယ်အဲ့တော့ကြောင့်မလို့အိမ်ရှိကိုကြည်ရင်းနဲ့ဘာလို့လဲဘာကြီးစားရှိလို့ပါလဲရှင်ဒါထုံးကျော်လို့အိမ်မဟုတ်လားဟုတ်ပါတယ်ဒါပေမဲ့ထုံးကျော်မရှိပါဘူးမိသွေးချဖို့အလုပ်သွားပါတယ်ဒီမှာထုံးကျော်ကိုငွေ3သိန်းပေးခိုင်းလိုက်လို့ပါအဲ့လူရဲ့စကားကြောင့်အေးမေတယောက်ကြောင်သွားပါတယ်ဘာရှင်ငွေ3သိန်းဟုတ်လားထုံးကျော်ကိုဘယ်သူကပေးခိုင်းတာလဲအေးမေကြောင်စီ
ကြီးငေးတစုံနဲ့ခြံဝင်းတကားလေးစီကိုလှမ်းကြည့်တော့အဲ့ဒီသူကလည်းမိုးကြီးထဲမှာရက်မြေရက်နေပါတယ်မျက်နှာကိုကမမြင်ရပါဘူးတမင်ထီးကိုမမြင်စေရန်ကွယ်၍စောင်းထားပုံရပါတယ်အေးမေမင်းနေတော့လေအဲ့ဒီသူကဘယ်လိုပျောက်သွားတယ်မသိမတွေ့ရတော့ပါဘူးအေးမေကလည်းအိယာမလန်လို့၍သွားပါတော့တယ်ဟဲ့တူမလေးတို့ထဆန်းအမကြီးခင်အေးမူကတော့နောက်ဘေးမိဖို့လေးထဲမှာထမင်းချက်ပြုတ်နေပါတယ်အိမ်ရှိမအတန်ကြောင့်အရှိကိုထွက်လာပါတယ်တအုံသိနေတဲ့မိုးကလည်းရက်သွားခဲ့ပါတယ်ဘာလဲအန်တီလေးကလည်းအလုပ်ပိတ်ရမို့လို့အိတ်နေပါတယ်ဇိမ်ုံမရှိဘူးဘာမှလည်းမသိဘူးအိမ်နောက်မှာတော့အေးမီမမိုးလင်းကနီးမိမိမြင်မှတ်တဲ့အိမ်မက်လေးကိုအစားမအစုံတိုင်းပြောပြလိုက်ပါတယ်ဟင်ဟုတ်လားအိမ်မက်ဒူးဆန်းလိုက်တာနော်ဦးလေးထုံးကျော်ကိုလာပြီးတာဟုတ်လားအေးအိမ်မက်ထဲမှာထုံးကျော်ကိုပေးခိုင်းလိုက်တာတဲ့ဘလူကလည်းမေးတော့လေမေးလို့မရအောင်အဲ့လူရဲ့မျက်နှာကိုလည်းမမြင်အောင်ထီးနဲ့꽌ဆောင်းထားတယ်စကားများဆုံးသွားတဲ့အခါမှာတော့သူမအကြီးမကဦးလေးထုံးကျော်ထီပေါက်ချင်ပြီလားမသိဘူးထီလေးပါလေးများထိုးထားလားမသိဘူးအမေမလီညီဦးလေးငါထုံးလားကက်ဆေးနဲ့ထိုးပါလိမ့်မယ်ထီအမတွေကတကတလီမုတ်ဝဲကြွေးခိုင်းတာတော့မှတုံနေတာနောက်တနေ့မှာတော့ထုံးကျော်အလုံးမပြန်လာတဲ့အခါဟဲ့မောင်လေးမင်းအလုပ်ထဲမှာငွေတွေပါတွေများဘ ᱹ စီကချင်းကားထားတယ်လေဒါမှမဟုတ်ထီတွေပါတွေထိုးထားသလားဘာပြုလို့လဲမအေးမေရဲ့ဘာမှမပြုပါဘူးငါမေးရတာဖြေစမ်းပါမောင်လေးဘ ᱹ စီမှလည်းငွေမချေးထားပါဘူးပြီးတော့ထီလည်းမထိုးအေးမေကလည်းတကူးကူးကိုစဉ်းစားဟန်ပြုပြီးမှအတွေ့တကူးကိုစမ်းထုတ်လိုက်ပါတယ်ဘာလဲမမအေးမေဘာပြုလို့မောင်လေးကိုဒီလိုမေးရလဲအေးမမအေးမေမနေ့ကမနက်ပိုင်းမှာအိပ်ပျော်သွားတော့လူတယောက်ကခြံစည်းရိုးလေးနားမှာရက်ရင်းနဲ့ထုံးကျော်ရှိလားထုံးကျော်ကိုငွေ3 သိန်းပေးခိုင်းလိုက်လို့ဆိုလာတယ်သူ့ရဲ့လက်ထဲမှာလေငွေထုတ်ကြီးကိုကိုင်းလို့ဘသူကပေးခိုင်းတာလေမေးတော့လေမပြောဘူးကွဒါနဲ့မမအိမ်မောကနေပြီးတော့ဆင်းဖို့အလုပ်မှာအဲ့လူကိုမတွေ့ရတော့ဘူးအေးမေရဲ့စကားဆုံးတော့ထုံးကျော်ကောင်းကိုတစ်ချက်ကုတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့အိုဗျာမမအေးမေကလေသူ့ဟာသူစိတ်ဆွဲလုံပြီးတော့မတ်ချေရမတ်တဲ့အိမ်မက်ကိုဟော်ဒီပတ်တီလှုပ်ပြီးတော့မောင်လေးကိုလာမင်းနေသေးတယ်ဘလို့မဲဆိုအေးမေရဲ့အတွေ့အာရုံများလေးမှာတော့ဝေခွဲမရနိုင်တဲ့ပုံစံတစ်ခုနဲ့လွန်တို့ရှက်တယ်နေပါတော့တယ်အိမ်နဲ့ညပိုင်းမှာတော့ထုံးကျော်တို့လူစုမိသွေးများဝင်ပြီးတော့မိသွေးချရန်တငယ်ချင်းတစုနဲ့ထွက်လာကြပါတယ်ထုံးကျော်တို့မိသားစုကလည်းမိမိတို့ရက်ွက်ကလေးထဲမှာတစ်ချိန်ကနေထိုင်သွားကြသူများဖြစ်တဲ့အပြင်မိမိနဲ့လည်းညီကိုတမျှခေမေနေကြသူဖြစ်ပါတယ်တကြီးကုန်းရက်ွက်ကလေးကိုပြောင်းရွှေ့ခဲ့တာကတော့တကတရံမှမစုံစည်းခဲ့ကြပါဘူးဒီနေ့မှာတော့တိုက်ဆက်ဆိုင်စုံမိကြပါတယ်လက်ပရိတ်ဆိုင်ကလေးတစ်ခုကို15မိနစ်ခန့်ထိုင်ပြစ်ခဲ့ကြပါတယ်အခုနေကောင်းတယ်နော်မတွေ့ရကြပြီဟုတ်တယ်ထုံးကျော်ကြီးဒါနဲ့မင်းတို့မောင်နှမတွေရောနေကောင်းကြတယ်မဟုတ်လားဟုတ်ကဲ့ကောင်းပါရဲ့အကိုအိမ်တော့မှာတော့အီထိုအကြောင်းများစွာပြောရင်းနဲ့မနေ့ညကသူ့ရဲ့အမအေးမေပြောပြတဲ့အိမ်မလေးအကြောင်းပဲမိမိအားပြောပြသွားပါသေးတယ်မေးပြောပုံဆိုရင်တော့အိမ်မအတော့ထူးဆန်းနေပြီထုံးကျော်ဟုတ်တယ်အကိုအေးပေါ့ကွာအိမ်မဆိုတော့လက်ပေါ့လက်ရခြင်းလို့မှတ်တာပဲဖြစ်မှာပေါ့ကွာကျွန်တော်လေးဒီလိုပဲယူဆပါတယ်အကိုရအိမ်တော့မှာတော့ထုံးကျော်ကမိမိအားနှုတ်ဆက်ရင်းနဲ့သူရဲ့အလုပ်ရှိရာရက်ွက်ကလေးစီကိုတငယ်ချင်းတစုနဲ့ပျော်ပျော်ရွှင်ရွှင်ထွက်ခွာသွားပါတော့တယ်အိမ်မေမြေမတ်ခဲ့တဲ့အိမ်မက်ကလည်း3 ရက်မြောက်တဲ့နေ့မှာထပ်၍မတ်ပြန်ပါတယ်အိမ်လိုမျိုးဒုတိယအချိန်မြန်မှလိုက်ရတဲ့အခါမှာတော့အိမ်ငွေတို့ကြီးကိုပိုက်ထားသူကအိမ်ရှိကလေးမှပြန်လှည့်ပြီးတော့အထွက်မှာထွန်းကျော်ပြောလိုက်ပါမနေ့ပြန်ဖုံးဆက်လိုက်မယ်လို့အိမ်လိုမျိုးပြောသွားခဲ့ပါတယ်ဒါပေမဲ့အိမ်မေတယောက်ကောင်းထဲမှာလေးလေးပေပေမထားတော့ပါဘူးမိမိဒုမလေးနဲ့2 ယောက်ဆက်ယုံကလေးကိုအလုံစင်းပြီးတော့သွားပါတယ်အိမ်နဲ့နနက်10 နာရီခန့်မှာတော့တကြီးကုန်းရက်ွက်ကလေးထိငွေလောင်မင်းလက်ဖေးရီဆိုင်ကိုမိသွေးကောင်းများဝင်ပြီးတော့မိသွေးချရန်ဖုံးဆက်၍ခေါ်ပါတယ်အဲဒီအခါမှာတော့ထွန်းကျော်တယောက်မိမိနဲ့အလုပ်လုပ်ကင်နေကြအလုပ်သမားများဖြစ်တဲ့လာအေးစိုးမြင့်ဝင်းခိုင်ပါနောက်ကရင်ကြီးတို့အားတဦးချင်းလိုက်ပြီးတော့ခေါ်ပါတယ်ဒါပေမဲ့တဦးတယောက်မှမလိုက်ကြပါဘူးကိုစီအကြောင်းပြချက်များနဲ့ကြံနေခဲ့ကြပါတယ်ထုံးချုပ်ခေါ်မရတဲ့အစုံဒေါသထွက်လာပါတယ်။လက်ကျိုးတင်အောင်လို့လုံမစားခြင်းနဲ့ကောင်းနေပါစေ။အဲဒီနောက်မှာတော့ရအလုသမား6 ယောက်ကိုခေါ်ငင်ပြီးတော့သွားခဲ့ပါတယ်။
မိသွေးဆိုင်ကိုရောက်တဲ့အခါအလုပ်ရှင်မှလောက်ကန်ရမယ့်အလုပ်များကိုပြောပြပါတယ်မိမိကလည်းရေပွဲကိုလိုက်ပါရမှာဖြစ်ကြောင်းနဲ့ရေပွဲမှာအမြဲတမ်းအလုပ်သမားကောင်းဆောင်ဖြစ်တဲ့အေဂျင့်ဆိုသူကဖျားနေ၍မလာရောက်နိုင်ကြောင်းကိုသိလိုက်ရပါတယ်။အဲဒီနောက်မှာတော့ထွန်းကျော်နဲ့မိသွေးထမ်းသမား6ဦးတို့ကလည်းမော်တော်တစ်စီးနဲ့မိသွေးများတင်ပြီးညဘက်မှာရန်ကုန်စိတ်ကမ်းမှာထွက်ခွာလာခဲ့ကြပါတယ်။မိုးကလည်းညနေကလေးကဒလန်ဆက်ရွာနေခဲ့ပါတယ်။ပြတ်သွားလျင်တော့ခဏတပွဲပွဲရွာနေပါတယ်။တူနေတူမြောင်မြက်ဝကိုကြော်လာတဲ့အခါမှာတော့လေချမ်းများကရောနှောပြီးတော့တိုက်ခတ်လာပါတယ်။အဲဒီချိန်မှာပဲစက္ကန့်ပတ်မှအချက်ပေးဘဲတန်လေးများကြားရပါတယ်။မော်တော်မိုးကာတွေတင်ထားကြပါခင်ဗျာ။မိုးရီဆိုတာကအရေးမကြီးဘူး။တာလပတ်တွေချထားရင်မော်တော်မှောက်သွားလိမ့်မယ်။ဝုံကလေးဆိုရဲအတန်ကြီးနဲ့အတူတူလေပြင်းတစ်ချက်တတုတ်သိမ့်ကနေခန်းစားမှုနဲ့အတူတူမော်တော်ကလည်းဘယ်ဘက်ကိုတိတ်ဆောင်ပြီးတော့မှောက်သွားပါတော့တယ်။အဲဒီချိန်မှာတော့ထွန်းကျော်နဲ့တင်အေးတို့ကတင်မောနောက်ဘက်မှာအိပ်ပျော်လျက်ရှိပါတယ်။အော်ဟေးဆူညံတမ်းများပွက်လို့ရိုက်သွားပါတယ်။မိနစ်အနေငယ်ခန့်မှာတော့မိသွေးမော်တော်ကလည်းမြစ်ထဲမှာဆုံဆုံမြုပ်ပြီးတော့နစ်သွားပါတော့တယ်။နောက်တနေ့မနက်မှာတော့တူနေတူမြောင်ဝါမှာမိသွေးမော်တော်တစ်စီးနစ်မြုပ်သွားတဲ့တရင်နဲ့မိသွေးလုံသမား2ဦးဖြစ်တဲ့ထွန်းကျော်နဲ့တင်အေးတို့2ဦးတိတ်ဆုံးသွားတဲ့တရင်များကတကြီးကုန်းရက်ွက်လေးတစ်ခုလုံးကိုပြန့်နှံ့သွားပါတယ်။ထွန်းကျော်ရဲ့အမများကြားတဲ့အခါမှာတော့တိဆောက်ရမရဖြစ်နေကြပါတယ်။အိမ်နေည9နာရီမှာတော့မိုးများကလည်းတဲတဲမဲမဲရွာသွန်းနေပါတယ်။မိုးရေထဲမှာတော့လူတအူးကထီးတစ်ချောင်းကိုခန်းခန်းကိုက်ဆောင်ကထွန်းကျော်တို့အိမ်လေးစီကိုတရွေ့ရွေ့လှမ်းလာနေပါတယ်။အိမ်ရှိကိုအရောက်မှာတော့ခြံစည်းရုံနာရက်လိုက်ပြီးတော့ဒါထွန်းကျော်တို့အိမ်လားခင်ဗျ။ဟုတ်ပါရဲ့ရှင်။ကျမထွန်းကျော်ရဲ့အမအေးမေပါ။ကျွန်တော်ကထွန်းကျော်အလုပ်လုပ်တဲ့မိသွေးလုပ်ငန်းကလုပ်ငန်းရှင်ပါ။ရုတ်တရက်အသက်ဆုံးပါသွားရတဲ့မောင်ထွန်းကျော်ရဲ့ကိစ္စအဘွားဘွားကိုဆောင်ရွက်ဖို့ကူညီတာပါဒီငွေ3သိန်းကိုလက်ခံပါဗျာလှုပ်ရှင်လူကြီးရဲ့စကားတန်ဆုံးတော့အေးမေတယောက်လူကြီးရဲ့မျက်နှာကိုအချိန်ချင်းခါခါကြည့်ရင်းနဲ့ခြုံပွဲချငိုလိုက်မိပါတော့တယ်အသိနမိတ်ဆိုတဲ့စကားကိုကြားခဲ့ဘူးပါတယ်ဒါပေမဲ့အေးမေကလည်းမအံ့ဩပါဘူးတို့ရောက်မှာတော့အဲ့ဒီများတက်တက်ဆန်ဆန်ဖြစ်လာခဲ့တဲ့နမိတ်လက္ခဏာတရားတို့ကယုံစားရမှာပဲခက်ခဲပါတယ်တကယ်တော့လေအဲ့ဒီနေ့နနက်7နာရီခန့်ကငွေလာမင်းလက်ဖက်ရည်ဆိုင်ကိုဆက်သွယ်ဆင့်ခေါ်လိုက်တဲ့ဘုံတန်ကထွန်းကျော်နဲ့တင်အေးတို့အတွက်မရနာဘုံတန်ဖြစ်တယ်ဆိုပါကမှားလိမ့်မယ်လို့မထင်တော့ပါဘူးโอเคပါပရိသတ်ကြီးဒီကနေ့ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းကတော့စာရေးသူစုမုံဦးဟင်္ဒရရေးသားထားတဲ့မရနာဘုံတန်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဇာတ်လမ်းကိုအစားကနေအဆုံးထိလိုက်ပါနာဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းဒီတိုင်းကိုကျွန်တော်ကားနေပြီးတော့ကျေးဇူးတင်ပါတယ်ပရိသတ်များတာယာချမ်းမြေတဲ့နေ့ရက်များစွာပိုင်ဆိုင်နိုင်ကြပါစေလို့စုမုံကောင်းများတောင်းပေးလိုက်ပါတယ်